Hello အားလုံးပဲမင်္ဂလာပါဆာယာ blog ကနေပြီးတော့ကျေးဇူးလိုက်ပါတယ်ရှင်ဒီနေ့ဘာကိုပြောပြပေးမလဲဆိုတော့ GD တက်ပြီးရင်ဘယ်နိုင်ငံတွေကအကြောင်းတွေမှာအကြောင်းဝင်ခွင့်ဖြေလို့ရမလဲအကြောင်းလျှောက်လို့ရမလဲပြီးတော့ GD တက်ပြီးတော့ scholar ရဖို့အတွက်ဗာတင်တန်းထပ်တက်ဖို့လိုမလဲဆိုတာကိုဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ် Okay firstly GD ဆိုတာကဘာလဲ GD ဆိုတာက General Education Development ပေါ့နော်သူကကြတော့နိုင်ငံတကာအထက်တန်းပညာရေးနဲ့ညီမျှတဲ့အောက်လက်မှတ်တစ်ခုပဲဖြစ်ပါတယ်သူကလက်မှတ်တစ်ခုပဲပေါ့နော်GD ပြီးထားတယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံဘန်ကောက်တို့လိုကျောင်းတွေမှာတခြား foundation program တွေတက်ဆရာမလိုပဲနဲ့ University first year ကနေတက်ပြီးတော့ join လို့ရတယ်တကယ်လို့ scholar ပါရချင်တယ်ဆိုလို့ရှိရင်ဗာ supplement course တွေထပ်တက်ရမယ်ဆိုတာကိုပြောပြပေးပါမယ်အရင်ဆုံး GD ကဘယ်ရွယ်ကနေစတက်လို့ရရလဲအတန်းပညာရေးအထိဘယ်လောက်ကနေပြီးတော့စလို့ရရလဲဆိုတာအရင်ပြောပြပေးမယ်နော် GD ကိုအသက်တက်အားရလို့တော့မရှိဘူးဒါပေမဲ့ပုံမှန်ဆိုလို့ရှိရင်တော့14 15လောက်ကနေစပြီးတော့တက်လို့ရတယ်မြန်မာစနစ်ဟောင်းကျောင်းမှာတက်ဖူးတဲ့ဘယ်လောက်ဥပမာ G9 တို့ G10 G11 လောက်ဆိုလို့ရှိရင် GD ကိုဆက်တက်လို့ရတယ်ဒါပေမဲ့အတန်းပညာအရေးချင်းလိုက်ပဲ GD ကိုတက်တဲ့အခါကျလို့ရှိရင်စာကအရန်ခက်တယ်လို့ဒီမှာအရန်မြင့်မာတယ်ဆိုတဲ့ပုံစံမျိုးအရန်ကြီးနဲ့ရှိုင်းမာတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်တယ်တချို့မှာ G11 လောက်ရှိရဲ့ G11 လောက်ရောက်ပြီးမှ GD တက်တဲ့သူနဲ့ G8 လောက်ကနေ GD တက်တဲ့သူဆိုလို့ရှိရင် G11 လောက်ရောက်ပြီးမှတက်တဲ့သူကပို့ပြီးတော့နားလေတယ်ပို့ပြီးတော့တည်တယ်သူတို့အတွက်ဒီစာတွေဒီအကြောင်းအရာတွေပြီးတော့ဒီအခေါ်အဝေါ် vocabulary ကသူတို့အတွက်မစိမ့်ဘူးပေါ့နော်GD မှာကဘာသာရေး၄ခုသင်ရတယ် Math ရယ်ပြီးတော့ Science Social Study and RLA ဆိုပြီးတော့သင်ရတယ်သူက Math ကကျတော့ပုံမှန်သိတဲ့အတိုင်းပဲပုံမှန်သင်ချာကိုပဲအဓိကထားပြီးတော့သင်တာသင်ချာနဲ့ပတ်သက်ပြီးတော့ specialize လုပ်ပြီးသင်တာပြီးတော့အရင်မခက်ဘူးသင်ချာမှာကကြတော့လေဘယ်လိုပြောမလဲအထက်တန်းနိုင်ငံတကာအထက်တန်းပညာရေးအဆင့်ပါလို့ပြောပေမဲ့အရင်ခက်ခဲနဲ့နေတော့မျိုးတော့မရှိဘူးပုံမှန်တကယ်တမ်းစာမေးပွဲပေါ့နော် exam လာတဲ့အခါကျလို့ရှိရင်အရင်ခက်ခဲပါတယ်ဆိုတဲ့ပုံစံမျိုးနည်းနည်းပဲပါအရင်အများကြီးမပါဘူးဒါပေမဲ့တခုပေါ့နော်ဒီလိုမြန်မာနိုင်ငံအကြောင်းဒီမှာသင်တယ်လို့မျိုးဒီလောက်လေးပဲ limit ထားပြီးသင်တာမျိုးတော့မဟုတ်ဘူးသူကနည်းနည်းတော့ကျေပြန့်တယ်နောက်ထပ်တစ်ခုကကြတော့ science ကကြတော့နည်းနည်းပိုပြီးကျေပြန့်တယ်တခြားတဲ့ science ပိုပြီးကျေပြန့်တယ်ဘာလို့လဲဆိုတော့ science မှာဘာသာရေး3ခုကြီးပါတယ်ဘာသာရေးကြီး3ခုပါသေးတယ်ဘာတွေလဲဆိုလို့ရှိရင်ဒီအစိုးရအကြောင်းတွေမှာသင်တယ်လို့မျိုးပဲ chemistry physics bio ဆိုပြီးတော့ဘာသာရေး3ခုထပ်ပါသေးတယ်ဘာသာရေး3ခုကိုသူကဘာသာတစ်ခုတည်းအနေနဲ့ specialize လုပ်ပြီးသင်တာဖြစ်တဲ့အတွက်အရင်နည်းနည်းမရှိဘူးသူက general လေးပဲနားလေတဲ့သဘောတရားနားလေတဲ့ကိုက chemistry physics bio ကိုသဘောတရားနားလေထားတယ်ကိုသင်ပြီးရဆိုလို့ရှိရင် science ကလုံးဝကိုဖတ်ပါဘူး science မှာကတခုကိုဘယ်လိုပြောမလဲနည်းနည်းထဲနိုင်တာတခုကကျတော့ reading skill ပေါ့နော်သူက paragraph အရှိန်တွေလာတယ်ပြီးတော့ဆောင်းမဲဖြေဖို့အတွက်ပေးထားတဲ့အချိန်ကကျတော့ paragraph တစ်ခု2မိနစ်လောက်ပဲအချိန်ရတယ်ဖတ်ဖို့အတွက်ပြီးရင်အဲ့ဒီ paragraph ကိုဖတ်ပြီးတော့ကိုယ်ပဲအဖြေကိုမှန်လဲဆိုတာပြန်ရွေးပေးရမှာဖြစ်တဲ့အတွက်reading skill ကောင်းထားရဆိုလို့ရှိရင်တော့အဆင်ပြေတာပေါ့နော်နောက်တစ်ခုကတော့ social study ပေါ့နော် one of the most difficult subject အရန်ခက်အဲ့လိုပြောလို့စိတ်တော့မကြတော့ဘူးဒါကဘယ်လိုပြောမလဲအရန်ခက်တယ်ဆိုတာကကိုတခြားမှမလေ့လာဘူးတဲ့အပိုင်းကနေဆရာအမှန်တိုင်းပြောပြမယ်ဆိုလို့ရှိရင်ဒီပိုင်းတကယ်တခါမှမလေ့လာခဲ့ဘူးကိုငယ်တုန်းကလည်းဒီပိုင်းမသင်ခဲ့ဘူးဘယ်လိုမျိုး international school မှာငယ်ကလေးတက်လာတဲ့သူတွေIGCSE O level တက်ထားတဲ့သူတွေအတွက်ဆိုတော့လွယ်ကောင်းလွယ်နိုင်လိမ့်မယ်Sorry အရင်ခက်တယ်ပဲဘာလို့တင်လာလဲဆိုတော့သူက American World War ကိုတင်တယ်ပြီးတော့နောက်ထပ်သူတို့ရဲ့ history တွေကမ္ဘာလုံးဆိုင်ရာ logistic တွေကိုတင်ပေးတာဖြစ်တဲ့အတွက်နည်းနည်းခက်တယ်ရှုပ်ထွေးတယ်ကိုနားမလည်တဲ့အပိုင်းဖြစ်တဲ့အတွက်ရန်တမ်းမှန်တမ်းဖြေဖို့တော့ခက်တယ်အဲ့လိုမျိုးနောက်တစ်ခု RNA ကကျတော့အဓိကကဘာလဲဆိုတော့အင်္ဂလိပ်စာကို as a second language အနေနဲ့တင်တာပေါ့နော်သူကအင်္ဂလိပ်စာကောင်းကောင်းနားလည်ထားမယ်ဥပမာ B1 or B2 level လောက်ရှိထားတယ်ဆိုမှပဲအဆင်ပြေလိမ့်မယ်ပြီးတော့အင်္ဂလိပ်အဲ့ RNA မှာကဘာတွေပါသေးလဲဆိုတော့ grammar တွေကို specialize လုပ်ပေးရတယ် grammar ကိုကောင်းကောင်းနိုင်နေရမယ့်အပိုင်းတွေလည်းရှိရယ်။မှာစနစ်ကိုကောင်းတိဆောက်နိုင်ရမယ့်အပိုင်းတွေရှိရယ်။အဓိက reading skill ကောင်းကောင်းနိုင်နေတော့ခင်ဗျာသူဘလောက်ပဲချီးရဲ့ paragraph ကြီးပေးကိုဘက်ကဖြေနိုင်တယ်ပြီးတော့ analyze လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့အရင်မခက်ခဲဘူး။ဒါဆိုရင်နောက်ထပ် question တစ်ခု GED မှာအမှတ်ဘယ်လောက်ရရင် scholar ရနိုင်လဲ။အမှတ်ဘယ်လောက်ရမှကျောင်းကဝင်ခွင့်ပေးမှာလဲဆိုတော့GED ကတကယ်တမ်းကျတော့သူ့ရဲ့အောင်မှတ်ကသူ200ပဲဖြေရတယ်သူ့ရဲ့အောင်မှတ်က145မှတ်
အဲ့145မှတ်မှာဒီ145ပဲရလဲအောင်တယ်ဘာမှမဖြစ်ဘူးဟို146နဲ့အောင်လဲဘာမှဖြစ်အောင်တော့ပဲအကြောင်းကတီးတန့်ကြီးဒီအမှတ်ရမှဝင်ခွင့်ပေးပါမယ်လို့မရှိဘူးနောက်တစ်ခုကိုကကြီးဒီကိုအရင်တော်လို့190ကျော်ရသွားတယ်ဆိုရင်ဥမာကွာလုံးဝအမှတ်ပြည့်200အထိရောက်သွားတယ်ဆိုလို့ရှိရင်တော့ scholar ပေးဖို့ရခိုင်လို့မရှိဘူးဘာလို့လဲဆိုတော့ကြီးဒီကကြတော့ကျောင်းဝင်ခွင့်တက်ပဲ scholar ပေးနိုင်နေစတိscholar ပေးနိုင်တဲ့အရာမျိုးမဟုတ်ဘူးတကယ်ကို scholar ရချင်တယ်ဆိုလို့ရှိရင် INTS ကိုထပ်ပြီးတော့လုပ်ပေးရမယ် INTS ရဲ့ပြီးတော့ ACT or SAT ကိုထပ်ပြီးတော့လေ့လာပေးရလိမ့်မယ်ကိုမှတခြားပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လဲ INTS တို့ဒါမှမဟုတ် TOEFL တို့ Duolingo တို့ရတယ်ဆိုလို့ရှိရင်ကိုဘက်က scholar လျှောက်ဖို့အတွက်အချက်လက်တွေပို့ပြီးတော့ပြေဆုံးနိုင်မယ်နောက်တစ်ခုINTS နဲ့ Duolingo တော့မှတိတ်ပြီးတော့မတူဘူးနော် INTS ကိုသူကပို့ပြီးတော့ prefer လုပ်တယ်ပို့ပြီးတော့သူတို့ accept လုပ်တယ်ပေါ့နော် Duolingo ကျတော့ဆောင်းမဖြစ်ရတာလည်းနည်းနည်းလွယ်တယ်INTS လောက်လည်းခက်ခဲတာဖြစ်တဲ့အတွက်သူကပို့ပြီးတော့ INTS ကိုပို့ prefer လုပ်ကြတာများတယ်ပြီးတော့ GD ဖြည့်ဘယ်လောက်ကုန်လဲအဲ့ဒါကကြတော့ GD ဖြည့်ဘယ်လောက်ကုန်လဲဆိုတာကကြတော့ဥမာဆောင်းမွေးကြီးဘက်က80% sorry $80ပေးရတယ်တပါးသားကို$80ပေးရတယ်ပေါ့နော်ဒါကဆောင်းမွေးကြီး exam fee တက်ပဲ exam fee မဖြည့်ခင်မှာအရှိမက ready test ဖြည့်ရတယ် ready test ဖြည့်လို့အောင်မှာဒီ real exam ဖြည့်ရပါတော့အဲ့တော့ကိုတွက်ထားမှာကတပါးသားကို$87နဲ့တွက်ထားရမယ်ဒေါ်လာဈေးတက်ကြနဲ့ပဲဆိုင်နေ$87ကိုမှကိုက၄ဘတ်သာဖြည့်ရမှာဖြစ်တဲ့အတွက်ဒေါ်လာ340 350ဝင်ကျင်တော့ကုန်နေတယ်အဲ့ဒီမှာကိုကဒါတစ်ခါတည်းအောင်သွားတယ်ဆိုလို့ရှိရင်ပြောနော်ကိုကမအောင်ဘူးကြားတယ်ကိုကြားတယ်ဆိုပြီးတော့ပြန်ဖြည့်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုကဒီအမှတ်ကိုမကြိုက်ဘူးအရင်နဲတယ်နောက်တစ်ခါထပ်ဖြည့်မယ်ဆိုလို့ရှိရင်တော့ဒါကတော့ extra fee ပေါ့ကိုဆောင်မွေးဖြည့်တော့ပြန်ပေးရမှာပဲလေအဲ့လိုမျိုးပြီးတော့နောက်ထပ်ဘာရှိသေးလဲဆိုတော့ကျောင်းလာကပေါ့ကျောင်းလာကဆိုတာကဒီဘယ်လိုပြောမလဲ tuition fee ပေါ့ tuition fee ကိုတက်တဲ့ကျောင်းကဘယ်လောက်ယူမှာလဲ10သိန်းယူမှာလဲအဲ့ဒီဟာလည်းထည့်တွက်ရမှာလေ10သိန်းယူမှာလား15သိန်းယူမှာလားအဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ tuition fee က10သိန်းကုန်မယ်နောက်ထပ်သူ့ရဲ့ exam fee ကဒေါ်လာ350ကုန်မယ်အဲ့ဒါလေးတော့ရှိတယ် Okay ဒီနေ့ကတော့ GD နဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲဒီလိုသိချင်တာရှိရဆိုလို့ရှိရင်ချက်ပေါက်ကနေပဲဖြစ်ဖြစ်maybe any contact ပေါ့နော်ဘာပဲဖြစ်ဖြစ်လာမေးလို့ရတယ် Facebook လိုက် Instagram လိုက် YouTube လိုက်ကြိုက်တဲ့နေရာနေပြီးလာပြီးတော့မေးလို့ရပါတယ် TikTok ကနေပြီးတော့လည်းလာပြီးတော့မေးလို့ရပါတယ်ရှင် Okay အားလုံးပဲ bye bye good luck all